ရုံထွက်လာဖို့လိုလဲဆိုတော့ဒီလို narcissistic person တွေနဲ့တွေ့ကြုံလိုက်ရတဲ့เนาะ relationship ရှိလိုက်ရတဲ့သူတွေမှာကြုံတွေ့ရတဲ့နောက်ဆက်တွဲပြဿနာတွေရှိလို့ဖြစ်ပါတယ်ကြုံတွေ့ခဲ့တဲ့အခက်အခဲအတိုင်းတာအချိန်ကြာမှုပေါ်မှာမူတည်ပြီးတော့သူတို့စီကနေရုံထွက်လာတဲ့အခါမှာလဲ flashback ပေါ့ပြန်တွေးမိတယ်ညဘက်တွေအိမ်မက်ဆိုးတွေမှတ်တယ်အဲ့ဒါမျိုးက technique ကနေပြီးတော့နှစ်ပေါင်းများစွာအထိကိုခံစားရတယ်ကြုံလာတဲ့အခက်အခဲပေါ်မူတည်ပြီးတော့ပေါ့နော်ဒါကြောင့်မို့ narcissistic person တွေစီကရုံထွက်လာနိုင်ပြီဆိုရင် anti ကအကြံပေးချင်တာပထမဆုံးကကိုယ့်ကိုဂုဏ်ယူဝမ်းသာလိုက်ပါနော်ငါရုံထွက်နိုင်ပြီဆိုရင်ဝမ်းသာဝင်လဲပါနှစ်အချက်ကဘရောမှပြန်မဆက်သွယ်ပါနဲ့သူတို့ရဲ့ social media account တွေနော်သူတို့ရဲ့ဖြစ်တည်မှုတွေကိုလည်းသွားပြီးတော့ပြန်လှည့်ကြည့်တာမျိုးမလုပ်ပါနဲ့နော်ဒီ narcissistic relationship ကနေဒီကိုရုံထွက်လာရတဲ့အကြောင်းအရာကိုချရေးထားတာ write down နော်ဒေါင်းရညံပုံနဘေးမှာစာရေးပြီးပါထားပါဒီလိုလူမျိုးမို့လို့ငါစွန့်လို့မိခဲ့တာပါဆိုပြီးတော့နော်အဲ့လိုမျိုးရေးထားပါအဲ့ဒါမှမှတ်မိနေမှာနော်မဟုတ်လို့ရှိရင်အမှတ်မရှိပြန်ပတ်သက်မိရင်ခက်ခဲရှိပါတယ် narcissistic person ကဘယ်မှကိုလက်မလွတ်ဘူးဘာလို့လက်မလွတ်လဲဆိုတော့သူတို့ manipulate လုပ်ဖို့သူတို့တမကိုနောက်လူတရားမရမချင်းကိုလက်မလွတ်ဘူးဘယ်တော့မှပြန်မလဲဖို့လိုတယ်နောက်တစ်ခုကကျတော့ကိုယ့်ကိုယ်ပြန်တိဆောက်ဖို့လိုနေသေးတဲ့အတွက် new relationship တွေကိုလည်းအလျင်စလို့မသွားလိုက်ပါနဲ့နော်အလျင်စလို့မသွားပါနဲ့ကိုယ့်ကိုယ်တိဆောက်တဲ့အခါမှာလည်းကိုယ့်ရဲ့ဝါသနာတွေဒါကိုယ့်ရဲ့အလုပ်တွေကိုစိတ်ဝင်စားတဲ့အရာတွေကြပြားစတဲ့သူတွေလည်းကြပြားတွေပြန်ဆက်မယ်သချင်းဆိုတဲ့သူတွေသချင်းတွေပြန်ဆိုမယ်နော်အားကစားသမားတွေဆိုလည်းအားကစားတွေပြန်လုပ်မယ်ကိုချစ်တဲ့တငယ်ချင်းတွေမိတ်ဆွေတွေနဲ့ပြန်ပြီးတော့ပေါင်းပေါင်းစည်းစည်းလေးနေမယ်ဘယ်တော့မှတယောက်တည်းမဖြစ်နေပါစေနဲ့အဲ့လိုမျိုးကိုယ့်ကိုယ်ပြန်တိဆောက်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီအတ္တတော်အချက်တွေပါတယ်နဲ့ကြုံတွေ့ပြီးသွားရတယ်relationship မှာကြုံရတဲ့သူတွေဖြစ်အိမ်တော်နယ်ဘဝမှာကြုံရတဲ့သူတွေဖြစ်ရအောင်ရုံထွက်ခဲ့ပါပြီးလို့ရှိရင်ဒီစိတ်ကြမ်းမာရေးကိုနားလည်တဲ့ဆရာဝန်တွေစိတ်ကြမ်းမာရေးကိုနားလည်တဲ့ counselor တွေစီမှာအကြံဉာဏ်တောင်းခံပြီးတော့ကိုယ့်ရဲ့နေ့ရက်တွေကိုပုံမလှပဖို့အတွက်ပြင်ဆင်သွားဖို့လိုတာဖြစ်ပါတယ်။အနီကိုရိုင်းလည်းမြို့ပေါ် online clinic ကနေကူညီဖို့အစီအစဉ်